လှုပ်ကြံခြင်းခံခဲ့ရတဲ့အဆိုတော်ဂျွန်လင်နော်စီးခဲ့တဲ့ကားများမင်္ဂလာပါပရိသတ်ကြီးဒီနေ့မှာတော့ကဘာကျော်တေးဂီတာကျဲပွင့်ဂျွန်လင်နော်သူ့အသက်မခံရခင်ဘလို့ကားမျိုးတွေကိုစီးခဲ့ရလဲဆိုတာတင်ဆက်ပေးသွားပါမယ်ရှင်ကဲဒီတော့အချိန်နောက်ပြန်လှည့်ပြီး1980ပြည့်နှစ်ဒီဇင်ဘာလ10ရက်နေ့ကိုတွားကြည့်ကြရအောင်နော်အချိန်ကတော့ညနေ9နာရီဝန်းကျင်နယူးယောက်ရဲ့အေးစိမ့်စိမ့်ညခင်းလေးပေါ့မန်ဟန်တန်ကဒဲဒါကာတာဆိုတဲ့တိုက်ခန်းကြီးရှိမှာလူတစုစုနေကြတယ်အဲ့ဒီအထဲမှာဘီဒယ်အဖွဲ့ရဲ့အဆိုတော်ဂျွန်လင်နော်လည်းရှိနေတာပေါ့အဲ့ဒီအချိန်မှာထူးထူးခြားခြားသူ့ပရိသတ်တစ်ယောက်ဖြစ်တဲ့မာ့ဒေးဗစ်ချက်မန်ကသူ့ကိုအယ်ဘမ်တစ်ခုမှာလက်မှတ်ထိုးပေးဖို့တောင်းဆိုခဲ့တဲ့ဒီနေရာမှာခဏလေးပြောပြချင်တာကအဲ့ဒီအယ်ဘမ်အကြောင်းမှာ Double Fantasy တဲ့ဂျွန်လင်နော်ရဲ့ဇနီးယိုကိုအိုနိုနဲ့အတူတူဆိုထားတာလေတချင်း14ပုတ်တောင်ပါတယ်ဒီအယ်ဘမ်ကနောက်ပိုင်းမှာ Grammy ဆုတောင်ရခဲ့တဲ့အထိအောင်မြင်ခဲ့တာနော်ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကဒါဟာဂျွန်လင်နော်ရဲ့နောက်ဆုံးလက်ရာဖြစ်သွားခဲ့ရပါပဲလက်မှတ်ထိုးပေးပြီးတော့ဂျွန်လင်နော်တို့ဇနီးမောင်နှံဟာ Record Plant Studio ကိုအတန်သွင်းမှုထွက်သွားခဲ့ကြတယ်အလုပ်တွေပြီးလို့ည10:50လောက်မှာသူတို့ရဲ့လီမောင်စင်ကားကြီးနဲ့အိမ်ပြန်ရောက်လာခဲ့တာပေါ့ကားပေါ်ကဆင်းပြီးအိမ်ထဲကိုအဝင်ဟိုညနေလောက်ကလက်မှတ်ထိုးခိုင်းခဲ့တဲ့ချမ်မန်ကအမောင်တဲကနေထွက်လာပြီးဂျွန်လင်နွန်ကိုတနက်နဲ့အနီးကပ်ပစ်ခတ်ခဲ့ပါတယ်ရဲကားနဲ့ဆေးရုံကိုအမြန်ပို့ခဲ့ပေမဲ့ည7:15မိနစ်မှာတော့ကဘာကြီးရချစ်ရတဲ့ဂီတပညာရှင်တယောက်ကိုဆုံးရှုံးလိုက်ရပါပြီတချို့ပရိသတ်တွေကဂျွန်လင်နော်ရဲ့သချင်းတွေကိုပဲသိကြတာများပါတယ်ဒါပေမဲ့သူ့မှာလည်းထူးခြားတဲ့ဝါသနာတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ကားတွေပါပဲသူ့ရဲ့ကားကြိုက်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့ပဲသူစီးခဲ့တဲ့ကားတစ်စီးချင်းစီမှာလည်းသူ့ရဲ့ကိုယ်ပိုင်ဟန်တွေပါနေတတ်ပါတယ်ကဲအခုဂျွန်လင်နော်ပိုင်ခဲ့တဲ့ကားတွေထဲကမှစိတ်လှုပ်ရှားဖို့အကောင်းဆုံးနဲ့အထူးခြားဆုံးကား3စီးအကြောင်းကိုပြောပြပေးမယ်နော်ပထမဆုံးတစ်စီးကတော့1989 Mercedes-Benz 300TD ဝန်ကွန်ပါဒီကားလေးကဂျွန်လင်နော်အတွက်တော်တော်လေးအမှတ်တရဖြစ်စရာပါဘာလို့လဲဆိုတော့သူမကွယ်လွန်ခင်အထိနေ့စဉ်သုံးခဲ့တဲ့ကားမို့လို့ပါပဲတကယ်တော့ဂျွန်လင်နော်လိုကျယ်ပွင့်တယောက်ကပြိုင်ကားအလန်းကြီးတွေပဲစီးမယ်လို့ထင်စရာရှိပေမဲ့သူကဒီဝန်ကွန်ကားလေးကိုမှဆွဲမြဲမြဲစီးခဲ့တာပါဒီကားကိုနောက်ပိုင်းမှာလေလံတင်ခဲ့ပါသေးတယ်2018ခုနှစ်တုန်းကဆိုရင် American Dollar 31,900 နဲ့ရောင်းထွက်ခဲ့သွားပါတယ်ဂျွန်လင်နော်ရဲ့နောက်ဆုံးထွက်သက်အထိအနီးကပ်ဆုံးရှိနေတဲ့ကားပေါ့ဒုတိယတစ်စီးကတော့တကယ့်ကလပ်စစ်အစ်စ်ကြီးဖြစ်တဲ့1956 Bentley S1 မှာဒီကားကိုကြည့်လိုက်တာနဲ့ဟိုးခေတ်ကအမှုပညာရှင်တွေရဲ့ခမ်းနားတဲ့ပုံစံကြီးကိုမြင်နိုင်ပါတယ်ထူးခြားတာကဒီကားကိုဂျွန်လင်နော်တယောက်တည်းပိုင်တာမဟုတ်ဘူးလို့တော့ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့ကျန်တဲ့ဘီဒယ်အဖွဲ့သားတွေအကုန်လုံးကလည်းဒီဘန်တလီကားတစ်မျိုးကိုပဲတယောက်တစ်စီးစီပိုင်ဆိုင်ခဲ့ကြလို့ပါပဲအဖွဲ့သားချင်းတိုင်မင်ပြီးဝယ်ထားကြသလားလို့တော့အောက်မေ့ရပါတယ်နော်နောက်ဆုံးတစ်ခုကတော့ကားမဟုတ်ပဲနဲ့ဆိုင်ကယ်လေးတစ်စီးဖြစ်ပါတယ်1969ခုနှစ်ထုတ် Honda Monkey မော်တော်ဆိုင်ကယ်လေးပဲဖြစ်ပါတယ်တကယ်တော့ဂျွန်လင်နော်ကဆိုင်ကယ်ယူသွတ်သူမဟုတ်ပါဘူးဒါပေမဲ့သူ့မှာ82ဧကလောက်ကျဲခြံကြီးရှိတယ်လေအဲ့ဒီခြံထဲမှာဟိုဘက်ဒီဘက်သွားလာဖို့အတွက်ဆိုပြီးတော့ဒီ Honda Monkey လေးကိုတုံးခဲ့တာပါဆိုင်ကယ်လေးကတေးသေးလေးနဲ့ချစ်စရာကောင်းသလိုဂျွန်လင်နော်စီးနေတာကိုမြင်အောင်ကြည့်ရင်လည်းတော်တော်သဘောကျဖို့ကောင်းပါတယ်ဒီဆိုင်ကယ်လေးဟာမူလအတိုင်းနီးပါးရှိနေသေးလို့2018ခုနှစ်လေလံပွဲမှာပေါင်96,250ဒေါ်လာနဲ့ဆို93,000ဝန်းကျင်အထိဈေးရခဲ့ပါသေးတယ်။ကားထက်တောင်ဈေးကြီးနေသေးတယ်နော်။ဒီတော့ဂျွန်လင်နော်ဆိုတာဂီတမှာတင်တမိုင်းတွင်ခဲ့တာမဟုတ်ဘဲနဲ့သူရွေးချယ်ခဲ့တဲ့ပစ္စည်းလေးတွေကစအခုထိလူတွေကြားထဲမှာစိတ်ဝင်စားစရာဖြစ်နေတော့မှာပဲ။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုတရင်တနည်းပြောပြပေးသွားမှာမို့လို့ channel လေးကို like and subscribe လေးလုပ်ဖို့မမေ့ပါနဲ့ဦးနော်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီတန်းကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။